ဆရာလူကိုရေးတဲ့လူကိုဟူသည်စာအုပ်မှပန်းကလေးနှင့်ပန်းကလေးချစ်သူငကိုရှိမြဲဓားခွင်ဆိုတဲ့နာမည်ကို ABSDF ဗဟိုဒေါင်းခွင်လို့ပြောင်းခဲ့တဲ့နယ်မြေကြပြီးကရင်နီနယ်မြေကိုပြန်ရောက်တဲ့1996ခုလောက်မှာတစ်ကြိမ်2000ခုနှစ် KNU တပ်မဟာ2နယ်မြေကမိသားစုဘဝနဲ့ပြန်ဆုတ်ခဲ့ရချိန်မှာတစ်ကြိမ် BSC မြန်မာနိုင်ငံရှေ့နေများကောင်စီမှာသင်တန်းတက်ခွင့်2ကြိမ်ရရှိခဲ့ပူပါတယ်ကျွန်တော်တို့တရင်မှာအသက်ကြီးသူစီရင်ပါတာရဲ့တိုက်ခိုက်ရေးခေါင်းဆောင်ဆိုတဲ့အပိုင်းတွေမှာသုံးမရတာရဲ့လေးလာအားလေးအတန်အသင့်ရှိတယ်လို့မြင်နာသူရဲ့အကြောင်းပဲတာဝန်ရှိသူတွေကရွေးချယ်ကြတယ်လို့ခံစားခဲ့ရပါတယ်နှစ်ကြိမ်လုံးမှာသက်ဆိုင်ရာတာဝန်ရှိသူများကတရားဝင်ခေါ်ဆွေးနွေးကြတဲ့အခါနှစ်ကြိမ်လုံးပဲအကြောင်းအမျိုးမျိုးပြကညှင်းဆိုမိခဲ့တယ်ဟုတ်တယ်လေသူတို့ရှင်းပြတဲ့အသုံးအနှုန်းအရဆိုတရားသူကြီးတင်တန်းတဲ့ဒီတော့ဥပဒေတွေပုံမှန်တွေလေ့လာရမှာပေါ့နိုးပါပဲဒါတွေကိုတော့စိတ်မဝင်စားတာအမှန်မြန်မာပြည်တွင်းမှာနေစဉ်ကတည်းကတရားရုံးတွေရှိကဖြတ်ကိုရှောက်ဘူးရှင်းနေအတိုင်းအဝိုင်းနဲ့ကင်းအောင်နေခဲ့တယ်ရှင်းရှင်းပြောရရင်ကြောက်လို့ဒါပေမဲ့ဗျာ2003ခုနှစ်ရောင်နီဦးဆိုတဲ့ ABSDF ကျောင်းလေးမှာကျောင်းဆရာဇန်ဝင်နေစင်မှာပဲကံပေါ်ဖို့အကြောင်းကထက်တစ်ချိန်ပြန်ဖန်လာတယ်လေအဲ့ဒီကာလကနိုင်ငံရေးအခြေအနေထူးခြားချက်တွေအရနေဆက်အတိုက်အခန့်ဖွဲ့စည်းတွေမှာရွေးချယ်ရမယ့်လမ်းကြောင်း၃ခုပေါ်လာခဲ့တယ်ထိုင်းနိုင်ငံအပါအဝင်တတိယနိုင်ငံတွေမှာအခြေချရေးတိုင်းရင်းသားအဖွဲ့အစည်းတွေမှာအသွင်ပြောင်းရပ်တည်ရေးနဲ့ပြည်တွင်ပြန်ရေးဆိုတာတွေပေါ့ကျွန်တော်လဲခေါင်းစားရပြီပြည်တွင်ပြန်ရေးကိုတော့ပယ်ပြီးသားပြည်သူအကျိုးကြည့်မဲ့အစိုးရမပေါ်သ၍လုံးဝမပြန်ဒါကပြတ်သားပြီးသားမပြတ်သားတာကကျန်တဲ့နှစ်ခုမှာတတိယနိုင်ငံကိုလည်းမထွက်ချင်ဘူးထွက်မဲ့ဆို1995မာနယ်ဘလော့ကြပြီးထွက်ကြတဲ့အထက်ပါသွားပြီပေါ့နောက်တိုင်းရင်းသားအဖွဲ့အစည်းတွေနဲ့အတူအသွင်ပြောင်းပြီးရပ်တည်ဖို့ဒါကလည်းပြီးခဲ့တဲ့ကာလဖြတ်သန်းမှုတွေနဲ့ထူးမခြားနာပါပဲအလံဗတ်တစိတ်လောက်ပဲကွာမှာပါစိတ်ဓာတ်နဲ့ယုံကြည်မှုရှိဖို့ပဲအဓိကလို့မြင်ပြီးတော့ပြဿနာလို့မမြင်မိပါဘူးပြဿနာလို့မြင်မိတာကမိသားစုကိစ္စကျွန်တော်မှအိမ်တောင်နဲ့ကလေး2ယောက်တောင်ရှိနေပြီအရင်ကလိုတယောက်တည်းမဟုတ်တော့ကျွန်တော်အမျိုးသမီးကလည်းမလဲမဝဲသားနဲ့သမီးတွေအတွက်ထည့်စဉ်းစားရတာပေါ့တွေဝေသွားပြီးကြောက်တက်သွားပြီလို့သတ်မှတ်ရင်လည်းမတက်နိုင်ဂျားတစ်ခုကိုရွေးလိုက်မိတယ်ထိုင်းနိုင်ငံမှာအခြေချရေးကျွန်တော်တို့ DYA ဒီမိုကရက်တစ်လူငယ်များတက်မတော်ဘဝကကျွန်တော်တို့ရဲ့ဒုတက်ရင်မူကျွန်တော်တို့ရဲ့ခေါင်းဆောင်ဦးအောင်ထူကအခု BSC မြန်မာနိုင်ငံရှေ့နေများကောင်စီမှာအတွင်းရေးမှူးသူ့စီမှာလှမ်းအကူအညီတောင်းကြည့်တယ်တကယ်တော်လှန်ရေးခေါင်းဆောင်ဆိုတာကရဲဘော်တွေဘောအမြဲတာဝန်ရှိနေတာမဟုတ်လားအပြည့်အဝမဟုတ်တောင်တစ်စိတ်တစ်ပိုင်းတော့တာဝန်ယူတတ်ရမယ်လေအာနာရှင်ကြီးလို့ပြောတဲ့ဦးနေဝင်းတောင်မှသူ့တော်လှန်ရေးရဲဘော်တွေအပေါ်တာဝန်ယူတတ်သေးတာပဲဒီလိုနဲ့ BSC မှာတာဝန်ထမ်းဆောင်ဖို့အခွင့်ကြုံလာတယ်လို့ပြောရတော့မှာပေါ့ခက်တာကကျွန်တော်ကတရားရုံးတို့ရှင်းနေတို့ဆိုတာကိုကြောက်တတ်သူဘာအတွေ့အကြုံဘာလေ့လာမှုဘာနီးစပ်မှုမှမရှိခဲ့ BSC တာဝန်ရှိသူများကတော့ဒါကိုသိကြပါတယ်သူတို့မှာအဖွဲ့ဝင်တွေဝန်ထမ်းတွေ
အရေးသေးမြင့်တင်ဖို့အတွက်အစီအမံတွေကအပြည့်သိမကြပါဘူး2004ကုန်ကန်ဒီမှာ BSC ရဲ့3လတာသင်တန်းတစ်ခုကိုတက်ခွင့်ရလိုက်တယ်အရင်နှစ်ခါလို့ငင်းခွေးမရှိတော့အခုဟာကဘဝဖြစ်သွားပြီလေတကယ်ကရေငတ်တုံးရေတွင်နဲ့ကြဆိုသလိုဖြစ်သွားတာဗျကျွန်တော်သိချင်းလေးလာကျင်တာတွေကဒီသင်တန်းမှာသင်ပေးနေတာတွေဘာသာခွဲတွေအနေနဲ့10ခုတော်မကလူအခွင့်အရေး Human Rights တရားဥပဒေစိုးမိုးရေး The Rule of Law လူထုအကြီးကလူအဖွဲ့အစည်း Civil Society Democracy Federal ဖွဲ့စည်းပုံအခြေခံဥပဒေ Constitution မျှတသောတရားခွင် Fair Trade တရားမျှတသောအသွင်ကူးပြောင်းရေး Transitional Justice Media လွတ်လပ်သောတရားစီရင်ရေး Independent Judiciary ဆိုတာတွေပေါ့အဲ့ဒီထဲမှာကျွန်တော်စိတ်နဲ့အတွေ့အကြုံဘာသာကတော့ Civil Society ပါပဲဗျာကျွန်တော်တို့ကိုသင်တန်းမှာညဘက်အချိန်ပိုအနေနဲ့ဆရာဦးအောင်ထူးကမောင်းလေးရှိတယ်သူအချိန်နဲ့သူသင်နေကြတဲ့ဘာသာတွေနဲ့ပတ်သက်ပြီးအချိန်ပိုဆွေးနွေးကြဖို့လေ့လာကြဖို့ပေါ့ဥပမာဆိုပါတော့ Constitution သင်ပြီးသွားတာနဲ့ညဘက် workshop တွေမှာ1949 1984ဖွဲ့စည်းပုံတွေနဲ့ NCGUB ကရေးဆွဲတဲ့ဖွဲ့စည်းပုံတွေကိုနှိုင်းယှဉ်ပြီးအနာဂတ်မြန်မာပြည်နဲ့အသင့်တော်ဆုံးအဖြစ်သင့်ဆုံးအသစ်တစ်ခုကိုအဖွဲ့တွေအလိုက်အခန်းတွေခွဲပြီးရေးဆွဲခိုင်းတာမျိုးဒီမိုကရေစီကိုသိပြီးမြန်မာနိုင်ငံကိုဘယ်လိုဒီမိုကရေစီပုံစံမျိုးနဲ့သွားမယ်ဆိုတာကိုဆွေးနွေးခိုင်းတာမျိုးပေါ့အဲ့ဒီအစီအစဉ်တို့ကထူးခြားဖြစ်စဉ်လေးတစ်ခုကိုအမှတ်ရသေးတယ်အုပ်စု9စုခွဲပြီးလေးလာကြတဲ့အထဲမှာ9စုလုံးက Social Democrat ကိုပဲဝိုင်းရွေးလိုက်ကြတော့ဆရာဦးအောင်ထူးက Social Democrat ကိုဒီလောက်တောင်ကြိုက်တဲ့သူများနေပြီဆိုရင်တော့ဆရာတော် Social Democrat နာမည်နဲ့ပါတီထောင်ရတော့မလို့ဖြစ်နေပြီလို့ပြောခဲ့တယ်လေဆရာပြောမှတတိထားမိတယ်1990ရွေးကောက်ပွဲမှာရောလက်ရှိနိုင်ငံရေးအဖွဲ့အစည်းတွေမှာရောကိုယုံကြည်ရာကိုနာမည်တက်ပြီးဖွဲ့ကြတာမျိုးမတွေ့ရဘူးလေရေဘူးရဆန်ဆန်ဒီမိုကရေစီတွေကြီးပဲတွေ့နေရတယ်ရီဘယ်ရယ်ပါတီတို့ဆိုရှယ်လစ်ပါတီတို့ဆိုရှယ်ဒီမိုကရက်တစ်ပါတီတို့ဆိုပြီးဘာကြောင့်မရှိကြတာလဲသင်တန်းကာလပြီးကန်ဒီလေညဘက်အစီအစဉ်တွေကပိုများလာလေပဲစကားပြောလေ့ကျင့်တာတွေပါလာတယ်လေအစပိုင်းတော့ရိုးရိုးလို့ထင်မိတယ်နောက်မှကိုတီးသမျှကိုအစီအစဉ်တကျအချိန်နဲ့ကွက်တိပြောဆိုတတ်အောင်လေ့ကျင့်ပေးမှန်းသိလိုက်ရတယ်လေသင်ပြီးသမျှဘာသာတွေတဲကကိုအနှစ်သက်ဆုံးဘာသာအကြောင်းကိုပြောရမယ်ဘာတွေကိုကြိုက်တာလဲဘာကြောင့်ကြိုက်တယ်လဲပေါ့စချင်း10မိနစ်လောက်စီပါပဲ10မိနစ်ဆိုပေမဲ့မလွယ်ဘူးပြို့ကျွန်တော်ဆိုကျောင်းဆရာတက်တန်းက9နှစ်10နှစ်တချင်းဆိုလဲအကြိမ်ကြိမ်စတိတ်ခုံပေါ်မှာဆိုခဲ့ဘူးတာဒါပေမဲ့လူရှိထွက်လိုက်တာနဲ့ဒူးတုံအတန်တုံနှလုံးတုံကဖြစ်တုံကိုပြောချင်တာကိုမရောက်တာတို့အချိန်ပြည့်သွားလို့မပြောပြစ်လိုက်တာတို့မိသွားတာတို့အမျိုးမျိုးကြုံရတာပဲနောက်မှတဖြည်းဖြည်းအသားကျလာတယ်လူရဲကိုတီတီငြိမ်ငြိမ်နဲ့အချိန်နဲ့ကွက်တီဖြစ်အောင်ပြောတတ်လာတယ်လေတညစကားပြောလေ့ကျင့်ပွဲမှာတော့အလေးစားရဆုံးလူတစ်ယောက်ကြောင်းလေ9မိနစ်စီပြောရမယ်တဲ့ပြောကြတဲ့အထက်မှာကိုယ့်ရဲ့အဖေအမေညီအကိုမောင်နှမဆရာနဲ့ခေါင်းဆောင်တွေအကြောင်းများတယ်ဆရာဦးအောင်ထူးရဲ့ဇနီးမတ်နော်ကူကတော့ဆရာဦးအောင်ထူးအကြောင်းပြောသွားတယ်လေခင်မွန်းလိုတာဝန်ကြီးဆရာတယောက်လိုလမ်းညွှန်ပေးနိုင်ပြီးခေါင်းဆောင်တူလိုဥဆောင်နိုင်လို့တဲ့သူများတွေပြောနေချိန်ကျွန်တော်မှတော့ဘသူအကြောင်းပြောရမလဲစဉ်းစားလို့ကိုမရနိုင်ဘူး
စကယ်ပြောလေ့ကျင့်တာဆိုပေမဲ့တကယ်လေးစားသူလည်းဖြစ်ချင်တယ်လေနောက်ဆုံးကျွန်တော်အလှည့်ကြကန်ဒီမှာလူနှစ်ယောက်ကိုရွေးမိတယ်နောက်ဆုံးကျွန်တော်အလှည့်ကြကန်ဒီမှာလူနှစ်ယောက်ကိုရွေးမိတယ်ကျွန်တော်တို့တရင်မှုကိုတိုင်မောင်းနဲ့ကောင်းဆန်ဆိုတဲ့ရဲဘော်လေးတယောက်တို့ကိုကျွန်တော်ရွေးချယ်မှုစံအရပဲကိုတိုင်မောင်းကိုပြန်ပယ်လိုက်ပါတယ်သူ့အကြောင်းကတီးတဲ့သူများတယ်သူ့အကြောင်းကိုရေးခြင်းသူဖော်ပြခြင်းသူတွေလည်းရှိတယ်ခေါင်းဆောင်လုပ်ဖို့တော့မှတ်တမ်းအချို့မှလည်းပါသွားနိုင်တယ်လေကောင်းဆန်ကြတော့တာမန်ရဲဘော်လေးသူ့အကြောင်းသိသူကရှာရှာသူ့အကြောင်းရေးမဲ့မှတ်တမ်းတင်ပေးမဲ့လူဆိုတာကမရှိနိုင်ဘူးမထင်မရှားနဲ့ပျောက်ကွယ်သွားရမယ့်ဘဝအဖြစ်တွေလေဒါကြောင့်ပဲကောင်းဆန်ကိုရွေးလိုက်ရတာသူတို့နှစ်ယောက်မှာတူညီတာတစ်ခုကသက်ရှိထင်ရှားမရှိကြတော့ခြင်းပဲဒီမိုကရေစီတော်လှန်ရေးအတွင်းမှာပေးဆက်ရင်ကြာဆုံးသွားကြပြီကောင်းဆန်တဲ့ပတ်သက်တဲ့ဖြစ်စဉ်လေးတွေကိုတတ်နိုင်သလောက်ခြေရာပြန်ကောက်ကြည့်တယ်ထူးထူးခြားခြားလေးတွေကိုပုံပြန်ဖော်ကြည့်တယ်ဒါမှကျွန်တော်အလှည့်ကြလို့ပြောပြရင်သူများတွေတဲ့ပိုစိတ်ဝင်စားကြမှာပိုအဝင်ခွင်ကြဖြစ်မှာသူ့ကိုဂုံပြူရလဲရောက်မှလေကောင်းဆန်ရဲ့နာမည်ရင်းကစန်းသူရရှစ်တန်းကျောင်းသားလေးတောင်ကြီးအထာကတစ်ကဆိုလာပဲရှစ်လေးလုံးအရေးအခေတောင်ကြီးမှာစဖြစ်တာသူအပါဝေအမှတ်1နဲ့အမှတ်4အထာကကျောင်းကရှစ်တန်းကျောင်းသားလေးတွေကစားခဲ့ကြတာပေါ့ဒီအထဲမှာစန်းသူရပါမှန်းကိုတော့တောထဲရောက်ပြီးမှသိရတာ8 ရက်8လ88ရက်နေ့ကတောင်ကြီးဗိုလ်ချုပ်ပန်းချံဗိုလ်ချုပ်ကြေးရုပ်ရှိကျောင်းဝတ်စုံလေးတွေနဲ့ကျောင်းသားလေးတွေဆန္ဒပြခဲ့တာကိုတော့ကျွန်တော်ကိုယ်တိုင်မြင်ခဲ့ရတာလေဗိုလ်ချုပ်ကြေးရုပ်ရှိတဲ့မှာကျောင်းစိမ်းပစိုးလေးကိုအလံထူလို့ကဘာမကြေသချင်းကိုတံပြိုင်ဆိုပြီးစခဲ့ကြတာပေါ့ကျောင်းသားလေး9ယောက်10ယောက်ထက်မပိုဘူးပတ်ဝန်းကျင်ကကျွန်တော်အပါဝင်လူကြီးဆိုသူတွေကအဲ့ဒီအချိန်မှာပရိသတ်သက်ခက်ဝေးဝေးကအခြေအနေကိုစောင့်ကြည့်နေုံသက်ကဘာမကြေသချင်းဆိုပြီးတော့ပန်းကြံကိုတပတ်ပတ်ကြတယ်တပတ်မပြည့်ခင်အထိဒီကျောင်းသားလေးတွေကြီးသက်တပတ်ကျော်လို့အနေရကင်းနေအနှောက်အယှက်မရှိဘူးဆိုတာမြင်ရမှလူကြီးတချို့ကတ်လာကြတာလူတော်တော်လေးများလာတော့မှကျွန်တော်တော့ကတ်ရဲတာကိုရှက်နဲ့ပဲဝန်ခံရမှုပဲဒီတော့ကျွန်တော်ပြောချင်တာကတောင်ကြီးရှစ်လေးလုံးအရေးခင်းကိုစခဲ့တဲ့ကျောင်းသားလေးတွေထဲမှာကောင်းဆန်ပါတယ်အရေးခင်းအရှိန်ရလာလို့ဆရာဝန်တို့ရှေ့နေတို့နိုင်ငံရေးသမားဟောင်းတို့ဆိုတာတွေပေါ်လာပြီးစင်မြင့်တွေပေါ်ဩဝါဒတွေချွေနေခြင်းအဖြူအစိမ်းဝတ်လေးတွေကရှေ့မှာဘေးမှာကာရက်ရပ်ပေးနေကြတယ်လေမဆလာကတစုံတရာအန်ရပေးမယ်ဆိုရင်အဖြူစိမ်းဝတ်လေးတွေကအသေးခံတဲ့တပည့်စစ်ကြောင်းတွေခြိတဲကြပြီဆိုရင်လဲလမ်းဘေးတစ်ဖက်တစ်ချက်စီမှာအဖြူအစိမ်းလေးတွေကလက်ချင်းဆက်လုံခြုံရေးစီဝိုင်းပေါ်ဒီအဖြူစိမ်းဝတ်တွေထဲမှာလဲကောင်းဆန်ပါခဲ့တဲ့အောင်ဟန်ရိုင်းလို့ခေါ်တဲ့အိုးမြေရောက်ចောင်းသားတွေကိုစစ်တပ်နန်းပေးတဲ့နေရာကိုကျွန်တော်တို့အဖွဲ့ရောက်တော့နောက်ကျနေပြီးတင်နှန်းရှိရာနေရာရောက်ခန့်ဒီချောင်းလေးကိုကျော်လို့တောင်ကုန်းလေးကိုအတက်မှာကောင်းဆန်ကိုစတွေ့ဘူးတာအကိုတို့ကတောင်ကြီးကပဲလားကျွန်တော်တို့တင်နှန်းတက်နေတာနှစ်ပတ်တောင်ကျော်ပြီလို့မိတ်ဆက်ရင်ကျွန်တော်တို့ကိုဥဆောင်လမ်းပြပေးခဲ့တယ်လေလမ်းမှာစကားတွေပြောရင်းကအတော်လေးရင်းနှီးလာတော့သူ့ရင်ထဲကစကားတွေပွင့်ထွက်လာတော့တာပဲလူကြီးတွေကအသက်ကြီးလာလေညာတတ်လေပဲဗျသူတို့မလုပ်ချင်တဲ့အလုပ်တွေဆိုကျွန်တော်တို့ကိုညာခိုင်းတယ်အစားအသောက်စားရတဲ့အချိန်ကြတော့ခလေးဆိုပြီးအလှည့်ပေးတာမျိုးမရှိဘူးသူတို့ပဲအခွင့်အရေးပိုယူတတ်တဲ့ပွင့်ပွင့်လင်းလင်းပြောတတ်တာသူ့ရဲ့ဇပေါ့ကောင်းဆန်တို့လိုចောင်းသားငယ်လေးတွေဘဝကလည်းတွေးကြည့်ရင်တကယ့်ကိုသနာစရာ
15နှစ်16နှစ်နဲ့တောရဲရောက်မှလူပြိုဖြစ်ရည်စားထားခြင်းတော့လဲတာဝန်ကဒေါ်လာရေးတာဝန်တက်ပုံစံဗမာအဖွဲ့အစည်းဖြစ်တာကလည်းတကြောင်ဒီတော့ခဏပြဿနာဖြစ်တယ်စီကန်းဆိုတာကိုလည်းသိနားမလဲလို့ဆိုပြီးခွင့်လွတ်ပါများရင်လည်းထိမ့်သိမ့်လို့မရဒီတော့အရေးယူမှုတွေနဲ့ရင်ဆိုင်ရရောပေါ့တခါကထိုင်းကရင်နီနယ်စပ်မှနေချင်းကောင်းဆန်လေးကျွန်တော်တို့စခန်းနဲ့နီးတဲ့ပန်ရွမ်းရွာကကလေးမလေးနဲ့ကြိုက်တယ်ရီးစားလည်းမထားဘူးတော့အယူအမူရွာထဲမှာအမြဲလိုဖြစ်နေတာပေါ့စကန်းစီကန်းနဲ့မညီတော့ဘူးဒီတော့တရင်မှုကိုတိုင်မောင်ကခေါ်တတိပေးတယ်ဒါပေမဲ့မရဘူးညီကိုလိုဖြစ်နေတာတကြောင်အယူမှုဖြစ်နေတာကတကြောင်မို့နောက်ဆုံးတက်ကထွက်မယ်ဆိုတဲ့အထီးကိုဖြစ်ပြီးကောင်းဆန်လေးရွာထဲမှာသွားနေလိုက်တယ်တလ2လကြာတဲ့အထီးနောက်တော့မှသတင်းတွေကြားရတယ်ကောင်းဆန်တယောက်မြင်းလိုက်မောင်းနေတယ်တဲ့ရိတ်ကတဲ့မြင်းကိုလိုက်မောင်းပေးရတာဒီတော့မှကြာရင်ပျက်စီးသွားမှဆိုးရရဲ့လုံခြုံမှုအခြေအနေကိုစိုးရင်ရတာတွေကြောင့်ကိုတိုင်မောင်းကိုဝိုင်းနာချပြီးလိုက်ခေါ်ရတော့တယ်ကိုတိုင်မောင်းပဲလိုက်ခေါ်တာပါပြီးတော့လေသူတို့2ယောက်ကတလုံးတထွေးနဲ့တကက်ညီအကိုတွေလိုပဲကျွန်တော်တို့မှမိဘတွေနဲ့မှမနီးကြတာတာဝန်တွေရှိနေကြပေမဲ့တကယ်တော့ညီအကိုတွေပဲလေကောင်းဆန်ကိုအတိအမှတ်ပြုမိသောအဖြစ်အပျက်တစ်ခုရှိတယ်ကျွန်တော်တို့ထိုင်းနယ်ဇက်ကနေပိုးပြီးပြန်အရောက်ကျွန်တော်တို့ပြန်ရောက်တဲ့တဲ့တင်ကတောင်ကြီးအထိကိုရောက်တယ်ရဲဘော်တချို့ရဲ့မိဘတွေလာတွေ့ကြတယ်လေတောင်ကြီးနဲ့ကတိတ်မှမဝေးတာဒီအထဲမှာကောင်းဆန်အမေနဲ့အကိုလည်းပါတယ်ကိုပိုင်ကားနဲ့ကိုလာတာကောင်းဆန်နဲ့တွေ့ချင်လို့တဲ့တက်ကတာဝန်ရှိသူတွေကလည်းပေးတွေ့ပါတယ်တီးခြားအိမ်တအိမ်မှာစီစဉ်ပေးပြီးလွတ်လပ်ပြောခွင့်ပေးလိုက်ပါတယ်တနေ့လုံးပြောဆိုကြပြီးညအိတ်ချိန်လောက်ရောက်တော့ကောင်းဆန်တယောက်ကျွန်တော်တို့စီပြန်ရောက်လာတယ်ကျွန်တော်အမေကကျွန်တော်ကိုပြန်ခေါ်တယ်ဗျမြို့ရောက်ရင်သားလို့ချင်တာဝယ်ပေးမယ်တဲ့ကားလို့ချင်ရင်လည်းကားတဲ့ကျွန်တော်အမေကခင်ညွန့်အမျိုးသမီးနဲ့ယဉ်နီးတယ်တဲ့ပြန်လိုက်လာလို့ဘာပြဿနာမှမဖြစ်စေရဘူးလို့အာမခံတယ်တဲ့ကျွန်တော်အကိုလိုပဲနိုင်ငံရေးဝါသနာပါရင်မြို့ပေါ်ပါတီတစ်ခုခုပါဝင်လောက်ပါတဲ့တော်တဲ့တောင်ထဲမှာချင်းကိုက်ဖြုတ်ကိုက်နေတဲ့စားအသောက်အနေထိုင်ကလည်းဒုက္ခရောက်လွန်ပါတယ်တဲ့ကျွန်တော်ပြန်ပြောလိုက်တယ်တည်သွားတဲ့ကျွန်တော်တို့ကျောင်းသားတွေကိုတစ္ဆာမဖောက်ဘူးလို့ကျွန်တော်တော့ခုတော့တည်ဖို့တွေးပြီးသားလို့ချင်းကိုက်ဖြုတ်ကိုက်လောက်ကိုဘီယူမဆိုင်ပါဘူးလို့ဒီမိုကရေစီရရင်အမေမခေါ်လဲသားပြန်လာမှာပါလို့ကောင်းဆန်ရဲ့အကိုကတောင်ကြီးလူပေါင်းတစ်ပါတီဝင်တဲ့နောက်နေ့မနေ့မှာကောင်းဆန်အမေနဲ့အကိုနှုတ်တောင်လာမဆက်တော့ပဲစောထပြန်သွားကြတယ်ဒါပေမဲ့ကောင်းဆန်ကတော့တစ်ချက်လေးမှအပြုံးမပြတ်ပဲလေမူးဖြတ်အန်းသမိုင်းနဲ့အမေထမင်းဘာဟင်းနဲ့စားလဲဆိုပြီးရွာထဲမှာတအိမ်စင်တအိမ်တက်နဲ့ဟဲနဲ့1996မှာကောင်းဆန်တို့ပါတဲ့စစ်ကြောင်း KNU တပ်မဟာနှစ်နယ်မြေကနယ်စပ်ကိုပြန်ရောက်လာတယ်။ကောင်းဆန်ကအပြစ်တစ်ခုရှိလို့ပြန်ခေါ်လာတာတဲ့။ကျွန်တော်စုံစမ်းကြည့်တော့ရည်စားထားတဲ့ကိစ္စပဲ။ကောင်းဆန်ကလည်းတရွာတကြီးဆောက်ဆိုသလောက်ကိုရည်စားထားတာတဲ့။ရုပ်ကလေးကလည်းရှိမြို့ပေါ်မှာနေခဲ့တာဆိုတော့တီတက်ကလည်းဝတ်စားတဲ့ဘာသာစကားကလည်းဒေသအလျောက်ပြောဆိုနိုင်တော့ဖြစ်လောက်တာပေါ့ကောင်းဆန်ကလည်းအပြောကောင်းမဟုတ်လားဒါပေမဲ့ကျွန်တော်နားမလဲတာကရည်စားထားတာများတာကဘာကြောင့်ပြစ်ဖြစ်နေရတာလဲထူးခြားတာကအခုတစ်ခါစစ်ကြောင်းကကျွန်တော်တို့601တက်ရင်ကြီးတက်မဟုတ်ဘူးတက်ရင်ပေါင်းစုံဒီတော့ခါတိုင်းလိုသူ့အပေါ်နားမလည်နိုင်ကြလို့များလားပေါ့ဒီအချိန်ကနေဆက်နိုင်ငံရေးကမာနယ်ဘလောကြာပြီးချိန်တတိယနိုင်ငံထွက်ခွာတဲ့လမ်းကြောင်းပွင့်နေချိန်ကျွန်တော်စိုးရိမ်မိတာကကောင်းဆန်ကမဟုတ်မခံပွင့်လင်းသမား
အရင်လိုတက်ကထွက်သွားရင်အဝေးကြီးအထိရောက်သွားနိုင်တယ်ကိုတိုင်မောင်းကလည်းကြာဆုံးပြီးကစားဆိုတော့တက်ကလည်းဖြူဖြေဒါကြောင့်ပဲ KNU တပ်မဟာနှစ်ကိုပြန်ထွက်မဲ့စစ်ကြောင်းမှာကျွန်တော်လည်းလိုက်မယ်ကောင်းဆန်ကိုလည်းပြန်ခေါ်သွားခြင်းကြောင့်စစ်ကြောင်းတာဝန်ခံကိုတန်းကျော်ဒေးနဲ့ဆွေးနွေးကြည့်တယ်ကောင်းဆန်ကလည်းဆန္ဒရှိတယ်လေနေဆက်မှလေနေရတဲ့ပြည်သူကြားမှာတည်ရတာပိုအတိတ်ပဲရှိတယ်ဆိုတဲ့မူနဲ့ပေါ့နောက်ပြီးကောင်းဆန်ကဘာသာစကားစုံတက်တာရဲ့လမ်းကြောင်းတွေကြွကျင်တာရဲ့နိုင်မီခံလိုဖြစ်နေတာရဲ့ကြောင့်ကျွန်တော်တို့စစ်ကြောင်းအတွက်ကျိုးရှိနိုင်တယ်မဟုတ်လားကျွန်တော်ဆွေးနွေးချက်ထားမြောက်အောင်မြင်သွားပါတယ်ခင်ဗျာတကယ်ပါပဲတလန်းလုံးမှလီကောင်းဆန်ရဲ့အရေးချင်းဆုံးကိုတွေ့ရတယ်စကားလောက်တော့ရွာတွေရွာသားတွေနဲ့ရင်းနှီးတော့အတော့ကိုအစင်ပြေတာပါလမ်းတစ်လျှောက်လုံးသူ့ကိုမသိတဲ့သူမခင်တဲ့သူလူကိုမရှိတော့လမ်းတစ်လျှောက်လုံးသူ့ကိုမသိတဲ့သူမခင်တဲ့လူကိုမရှိသလောက်ပါပဲကျွန်တော်အတွက်ဆိုကောင်းဆန်ကအထောက်အပံ့အဖြစ်ဆုံးကျွန်တော်ကခီးမထွက်ဖြစ်တာကြာတော့လမ်းသိမ့်မလျှောက်နိုင်ဘူးလေကျမ်းမာရေးကလည်းခြူကြတော့စစ်ကြောင်းရဲ့နောက်ပိတ်အမြဲဖြစ်နေတတ်တယ်ဒီအချိန်မျိုးဆိုကောင်းဆန်ကကျွန်တော်အဖော်ကျွန်တော်ပစ္စည်းအချို့ကအစာကူတယ်ပြီးတယ်တလန်းလုံးကောင်းဆန်ရဲ့အပြစ်တွေကိုကျွန်တော်ရှာနေမိပေမဲ့ခုထိတော့မတွေ့ရသေးကျွန်တော်လေခိုးတိုးတာရွာမှာကျောင်းဆရာလုပ်ရင်ကြံနေခဲ့ရတယ်စစ်ကြောင်းနဲ့မလိုက်နိုင်တော့တာရဲ့ကျောင်းဆရာအလုပ်ကိုပိုစိတ်ဝင်စားလာတာရဲ့ကြောက်လို့ပဲပြောရမယ်ထင်ပါတယ်ကောင်းဆန်ကနောက်မှကျွန်တော်လာလဲမယ်ဒီရွာကိုကျွန်တော်ခဏခဏရောက်ပါတယ်ဘာမှအားမငယ်နဲ့ဘူတာကောင်းဆန်ကကျွန်တော်ကိုဘူတာလို့ခေါ်တယ်နှုတ်ဆက်ပြီးစစ်ကြောင်းနဲ့ဆက်လိုက်သွားပေမဲ့ကောင်းဆန်ပြောခဲ့တဲ့စကားကိုလေတရားမှမမေ့ဘူးဘယ်နည်းများပြန်ရောက်လာမလဲလို့ကလေးတွေကိုစာသင်နေရင်ပဲဖြစ်ဖြစ်အိမ်ထဲမှာထိုင်ပြီးပလိုင်းရက်နေရင်ပဲဖြစ်ဖြစ်လူနာတွေကိုဆေးကုနေရင်ပဲဖြစ်ဖြစ်တောင်ယာတွေမှာစူးလိုက်ထိုးနေရင်ပဲဖြစ်ဖြစ်စပားလိုက်ရိတ်နေရင်ပဲဖြစ်ဖြစ်ဖာလာလိုက်ခူးနေရင်ပဲဖြစ်ဖြစ်မျောနေမိတယ်ဗျာရောက်တော့ရောက်လာပါတယ်ကောင်းဆန်တော့မဟုတ်ကောင်းဆန်ရဲ့တဲ့ကောင်းဆန်တယောက်တိုက်ပွဲတစ်ပွဲမှာကြဆုံးသွားပြီတဲ့ကျွန်တော်မျက်ရည်ကျရပါပြီကျွန်တော်တို့ရဲဘော်တွေကြဆုံးရတာများပြီကျွန်တော်မျက်ရည်မကျခဲ့ဘူးကအသက်ကုန်တို့ကိုတိုက်မောင်းတို့ကြဆုံးချိန်ကလည်းမငုံမိခဲ့ကောင်းဆန်ကြမှာကောင်းဆန်ကြဆုံးရတာဟာကျွန်တော်ကြောင့်လို့ကိုတန်တရားဖြစ်လာလို့လေကောင်းဆန်ကိုကျွန်တော်ပြန်ခေါ်ခဲ့တာကိုကျွန်တော်သာမခေါ်ခဲ့လို့တတိယနိုင်ငံတစ်ခုခုကိုထွက်သွားဖြစ်ခဲ့ရင်ဒီလိုဖြစ်ပါမလားဗျာတိုက်ဆန်လို့ပဲဆိုရတော့မှာပေါ့ကျွန်တော်ပြောခဲ့ဘူးတဲ့ဗန်ရွရွာကကောင်းဆန်ရဲ့အချစ်ဦးလေးဤပြင်းဆိုတာလေသူတို့လည်းကရင်နီဒုက္ခသည်စခန်းမှာပြန်နေကြတယ်တဲ့နုပါဆိုတဲ့ဒုက္ခသည်စခန်းမှာပေါ့ကောင်းဆန်ကြဆုံးချိန်လောက်မှာပဲနာဖတ်စစ်တပ်ကနုပါဒုက္ခသည်စခန်းကိုဝင်အပြစ်တနတ်တန်ရာနဲ့တည်ဆုံးခဲ့ရတယ်တဲ့ကောင်းဆန်ကကျွန်တော်ကိုတချင်းတစ်ပုတ်ရေးခိုင်းမှုတယ်သူ့အချစ်ဦးဤဖြစ်အတွက်တဲ့ပန်းကလေးနဲ့ပန်းကလေးချစ်သူဆိုတဲ့တချင်းလေးပန်းကလေးနဲ့ပန်းကလေးချစ်သူဆိုတဲ့တချင်းလေးလေကောင်းဆန်အမြဲလိုဆူဆူနေတတ်တာဒီတချင်းလေးကိုမဆူဖြစ်တာအခုဆိုဆယ်စုနှစ်တစ်ခုတောင်ကျော်ပြီပေါ့25ရက်12လ2009